တောက်တော်ရီအမြေကပ်ပေါင်းဂါထာတွေမန္တန်တွေအမြုပ်ထွက်အောင်မယုတ်ချင်းနေပေါင်းဖျားပန်းအမြေတန်းလန်းလန်းဆန်းဆန်းဖြစ်အောင်ထားမေတောက်တော်ရီချမ်းလေးကိုလေအမြေတန်းအေးနေအောင်ထားမေဆိုရင်အိမ်တွင်ရီလေအေးချမ်းစီးပွားလန်းလေးဖြောင်းအစာစာအရာရာအစဉ်ပြေမှာပါတောက်တော်ရီတနေ့နှစ်ခါလဲတဲ့သူတော်တော်နေမေထင်နေအမှန်ကတော့ကိုရီတောက်တိုင်းဖျားကိုတောက်တော်ရီလဲပြီးကမေဆိုရင်ဘူကောင်းတယ်နော်အဲ့ဒီလောက်ကြီးအထိမလဲနိုင်ဘူးဆိုရင်တောင်းမှမနက်တစ်ခါနေ့လေတစ်ခါညတစ်ခါတနေ့3ချိန်လောက်တော့တောက်တော်ရီလေးလဲပြီးကရင်ကောင်းတာပေါ့ကိုရီတောက်တိုင်းလေးပဲကိုပါဆက်ထဲရေမထဲရင်ကိုတောက်မဲ့ခွက်ကိုလက်ကလေးနဲ့ကိုင်းထားပြီးတော့မြတ်စွာဘုရားရှင်အောင်တောက်တော်ရီလှူဒန်းပါတယ်လို့စိတ်ကအာယုံပြုပြီးတော့မြတ်စွာဘုရားရှင်ကိုတောက်တော်ရီကလိုက်ပေါ့ကိုတောက်တဲ့ရေအိုးစင်နာလေးကနေပြီးတော့ကလိုက်ယုံပါပဲဖះစီသွားပြီးကတ်စရာမလိုပါဘူးဘေးနေရာမှာပဲရက်ပြီးတော့ရေတောက်ကိုရေတောက်တိုင်းမြတ်စွာဘုရားကိုတောက်တော်ရီကျဲလှူဒန်းပြီးမှကိုကစွန့်တောက်ပါတောက်တော်ရီတစ်ခုလေးမှမဟုတ်ဘူးဘာပဲစားတကြားလုံးလေးငုံတာပဲဖြစ်ဖြစ်နေကြစီလေးတစ်ထုပ်စားတာပဲဖြစ်ဖြစ်မြတ်စွာဘုရားကိုစိတ်ကအာယုံဖြူကပ်ပြီးတော့မှစားမစားခင်တရဏဂုံလေးပါလေးလေရွတ်ပေါ်တရဏဂုံရွတ်နေတဲ့အချင်းကမြတ်စွာဘုရားဖုံးပေးနေတဲ့အချင်းလို့သဘောထားပေါ့တရဏဂုံလေး3កောက်ရွတ်ပြီးသွားပြီဆိုတော့မှမြတ်စွာဘုရားဖုံးပေးပြီးပြီဖြစ်လို့တပည့်တော်ကိုစေအဖြစ်စွန့်တော်မူပါဖုရားလို့စွန့်ပြီးစားဖို့နော်